အရှင်ဖေယစေတီဆိုတဲ့အဓိပ္ပာယ်ကိုပြောပြပေးပါဖေယတဲ့စေတီယဆိုတဲ့ပါဠိကိုစေတီလို့ခေါ်တာဖြစ်ပါတယ်အဓိပ္ပာယ်ကတော့ပူဇော်အပ်သောနေရာလို့အဓိပ္ပာယ်ရပါတယ်မြတ်စွာဘုရားလက်ထက်မှာလည်းပဲနှကွန်းတွေကိုစေတီလို့ခေါ်ပါတယ်သို့တော်လည်းပဲအဲ့ဓာတွေကတကယ်ပူဇော်ရာအစစ်မဟုတ်ပါဘူးနော်တကယ်ပူဇော်ရာအစစ်က၅မျိုးရှိပါတယ်အဲ့ဒီ၅မျိုးကဘာတွေလဲဆိုရင်၁မြတ်စွာဘုရားဤဓာတ်တော်အမွေတော်များဖြစ်သည့်ဓာတုစေတီ၂မြတ်စွာဘုရားဟောကြားခဲ့သောတရားဓမ္မများဖြစ်သည့်ဓမ္မစေတီ၃မြတ်စွာဘုရားကိုရည်မှန်းထုလုပ်ထားသောရုပ်ပွားစင်းတုတော်များဖြစ်သည့်ဥဒိတစေတီ၄မြတ်စွာဘုရားဤအသုံးအဆောင်များဖြစ်သည့်ပရိဘောဂစေတီ၅မြတ်စွာဘုရားဤခြေတော်ရာဖြစ်သည့်ပါဒစေတီတို့ပဲဖြစ်ပါတယ်အဲ့ဒီ၅မျိုးသာလျင်ပဲပူဇော်ရာအစစ်ဖြစ်တဲ့အတွက်ကြောင့်ထို၅မျိုးကိုပဲစေတီယစေတီလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်